KTV ကျ channel လေးပြန်လဲကြိုးစားပါဗျာနော်နေဗာလေးပြောချင်လဲဆိုတော့နော်အရင်တော့အသေးတိုင်းတွေဟာထောက်ခံခဲ့တာ NUG CRPH ຫນွေဦးတော်လိုင်းရေးပါညာကြီးกว่าပြောကြီးအခုလဲကြအောင်အကုန်လုံးဟာဘာတွေမှမသိတော့ဗျာအစောတွေကတတိမမှန်ဘူးကျွန်တော်တို့ကမြင်တယ်မြတ်စောက်ကျင်နေမကောင်းဘူးကျွန်တော်မြင်တယ်ပြောလက်နက်ရငွေရအာနာဒီသုံးမျိုးထိမိရင်လူသားဆန်မှာလူသားမဆန်လို့ရှိရင်ခင်ဗျာထာဝရရန်သူထာဝရမိတ်ဆွေမရှိဘူးထာဝရကိုကြိုးစည်းပါပဲရှိရဲ့ကျွန်တော်တောက်ချောက်ပြောခဲ့ပြီးသားငွေရလက်နက်ရအာနာဒီသုံးမျိုးရနော်ထာဝရရန်သူထာဝရမိတ်ဆွေမရှိဘူးထာဝရကိုကြိုးစည်းပါပဲရှိရဲ့ဓာရီတောက်ချောက်ပြောခဲ့တဲ့ရိုင်ခင်ဗျာအဲ့ဒါနဲ့ကြိုက်ကြည့်လိုက်အကုန်ကြိုက်သွားအခုကြတော့ခံလိုက်ရပြီခင်ဗျားတို့အတုံးချခံလိုက်ရပြီလေဘာလို့ပဲဖြစ်ခင်ဗျားတို့အတုံးချခံလိုက်ရပြီအကြတော့ကျွန်တော်ပြောနေရအပြောဖြစ်မလို့ခင်ဗျားဒီမှာပြောနေတဲ့နှစ်ယောက်ကိုတစ်ချက်နားထောင်ပေးလိုက်နော် NUG ကဒါစစ်ရေးမကျွမ်းကျင်မှုတွေကျွန်တော်တို့အချိန်မောင်းများစွာပြောတယ်ရတဲ့အခါနဲ့လုံးဝနားမထောင်နော်အဲ့တော့ MNDAA လက်ကလာရှိုးကဆုတ်ပြီးတော့ကျွန်တော်တို့ NUG ကမရလိုက်တာလားအကြီးကျယ်နစ်နာတယ်ဒါကိုတော့ကျွန်တော်ပြောချင်တယ်နောက်တစ်ချက်ကကျွန်တော်ပြောတယ်ဗျဘာပြောလဲကျွန်တော်ပြောသတိပေးခဲ့တယ်ဆိုအဲ့မှာကျွန်တော်တို့ကဒီຫນွေဦးတော်လိုင်းဒီ2020အာနာသိန်းပွဲကြီးမှာလူထုတရက်လုံးကဆန္ဒပြပွဲကြီးလုပ်တာဗျာအကြီးကျယ်လုပ်တယ်အဲ့ဒါ CDM တွေလည်းလုပ်လိုက်ကြတာတခါတည်းနော်လည်းနဲ့ကင်တော်လိုင်းကြီးတွေပေါ်လာတယ်နောက်ပိုင်းမှာအဲ့လို flight တဲ့ကောင်ကျွန်တော်သူ့ကိုသတိပေးတယ်ခင်ဗျားတို့ဗင်နီဇူလာလို့ဖြစ်မယ်နော်ဗင်နီဇူလာလို့ဖြစ်မယ်ခင်ဗျားတို့တိတ်ကြီးတော့ဟိုမလုပ်ကြနဲ့ဒီရန်သူအထင်မသေးနဲ့ဗင်နီဇူလာမှာခင်ဗျားရွေးကောက်ပွဲကိုလိန်တာခင်ဗျား60ရာခိုင်နှုန်းလောက်နိုင်တဲ့လူကခင်ဗျားသမထမဖြစ်ဘဲနဲ့ဟို30လောက်ပဲနိုင်တဲ့ကောင်ကစစ်တပ်နဲ့ရဲနဲ့ထောက်ခံခြင်းနဲ့စစ်တပ်နဲ့ရဲကခင်ဗျားထောက်ခံလိုက်တာနဲ့ပဲအဲ့သမထရွေးခံတဲ့ကောင်ထွက်ပြေးရတယ်ဒီနေ့အထိလည်းပဲနော်အဲ့ဒီဗင်နီဇူလာသမထမာဒူရိုအဲ့ဒီကောင်တရုတ်ကရုရှားရဲ့အီရန်ရဲ့နော်အဲ့လူတွေရဲ့တခဲနဲ့ထောက်ခံမှုနဲ့ဒီနေ့အထိဒီကောင်ပါခင်ဗျာဒီနေ့အထိခင်ဗျာကျွန်တော်ထင်တယ်8နှစ်လောက်ရှိပြီသမထအလိန်ပေါ်ပါရင်အဲ့တော့ဗင်နီဇူလာနမူနာယူပြီးတော့မပေါ်ကြနဲ့ခင်ဗျာစစ်တပ်နဲ့ရဲကိုကျွန်တော်တို့မထိန်နိုင်အာဏာရှင်တက်တန်းမလွယ်ဘူးနော်အာဏာရှင်ကိုဖြုတ်ချဖို့ဆိုသတိထားကြပါကျွန်တော်သေချာတိုက်မှပြမယ်လို့ပြောတဲ့အခါရန်သူဘက်ကတော့ကျွန်တော်ဒီမိုကရေစီကာလကကျွန်တော်တို့နဲ့မိတ်ဆွေဖြစ်ပြီးတော့ကျွန်တော်တို့မိတ်ဆွေတော့အရင်တော့မဟုတ်ပါဗျာဟိုမိတ်ဆွေရင်းနေတွေဖြစ်တဲ့လူတွေကဟိုဘက်ကိုပြောင်းသွားတဲ့အခါအခုတို့ပြကြားရေးဝန်ကြီးဌာနအောင်လှုပ်သူလှမ်းပြီးကျွန်တော်ကိုလှမ်းတော့ဟွာလှုပ်တယ်ဗျဟို Facebook ကနေမီးတယ်ကျွန်တော်ဗျာတဲ့ခင်ဗျားပြောလို့ဗင်နီဇူလာနိုင်ငံအကြောင်းကျွန်တော်တော့စိတ်ဝင်စားတယ်အဲ့တော့ကျွန်တော်ကဒါဗင်နီဇူလာနိုင်ငံအကြောင်းသိချာလေးပြောပြတာမှာဗျာဆိုကျွန်တော်ကသိတာပေါ့ဒီလူဟာရန်သူရဲ့ဘက်ကထောက်လန်းတာဆိုရင်ဘယ်ပြောလို့ဖြစ်မလဲခင်ဗျာဒါအရင်အရေးကြီးရဆိုကျွန်တော်မပြောရန်သူကတော့မှာပဲဗင်နီဇူလာပုံစံခုခံနေပြန်ကျွန်တော်တို့က NUG ကကျွန်တော်တို့ကအရင်ကြီးဟိုဘသူပြောစကားမှလည်းနားမထောင်ဘသူပြောအကြံပေးတာမှလည်းနားမထောင်ဝိုင်းတိုက်ခိုက်ဖို့ပဲသူတို့ပတ်စံနေသုံးမယ်ဝိုင်းတိုက်ခိုက်မယ်သူတို့ပဲနော်တော်လာရေးမပြီးမချင်းတယ်ဗျဘယ်တော့ပြီးမှလည်းမသိသူတို့အဲ့ဒီဝင်းကြီးအဖွဲ့နဲ့သူတို့ရုံးအဖွဲ့ကြီးနဲ့အဲ့ဒါပဲသူတို့ပဲလောက်ကင်စားတောင်းနေမဲ့သဘောရှိတယ်အဲ့ဒါမလို့ဟိုပြောကြမှာကျွန်တော်ရှိရင်ဒီ MN လာရှိုးကိုပြန်ပေးလိုက်ကြရင်ဒီ NUG ရဲ့လာစစ်ရေးမအောင်မြင်မှုပြဆိုရရောက်တယ်ကျွန်တော်ကနောက်ဆုံးလာဒီဘောကျွန်တော်ကဒီမှတ်ချက်တစ်ခုတော့ပေးခြင်းတယ်ဗျာဒါမဲ့လို့စိတ်မကောင်းဘူးဗျာ CDN နေမျက်နှာကိုထောက်လို့ CDN သိမ့်တဲ့ချီလုံးကြအဲ့ဒီမှာကျွန်တော်နဲ့ရင်းနှီးတဲ့ဟလာကိုညီမလေးတွေလူချစ်တဲ့နော်ခင်မင်းနဲ့ကတိကာတွေပေါင်းဝခါတွေနော်ယူအထက်တန်းကျောင်းဆရာတွေအများကြီးပဲဗျာသူတို့မျက်နှာတွေညွှန်ကြားမှုတွေအဲ့မျက်နှာတွေကိုကျွန်တော်ကြည့်ပြီးတဲ့အခါအရာအားနာတယ်ဗျာ NUG ကိုဝေဖန်မှာသူတို့ကလည်း NUG ကိုမျော်လင့်နေကြတယ်မျော်လင့်နေတာတဲ့ကြာရဟိုကျွန်တော်တို့ကဗျာကျွန်တော်တို့တော့သူကဟိုဆရာကြီးရဲ့ရှစ်ရှုပ်ပေါ်ပြောပါဆိုတော့ဗဇက်ကဖွင့်မပြောတော့သူတို့ကမျက်နှာလေးတွေပြည့်နေတော့အဲ့တော့အဲ့ဒီမျက်နှာထောက်ပြီးတော့ကျွန်တော်က
မနေ့နေ့ကလည်း Facebook မှာကျွန်တော်စာနာဆောင်တင်လိုက်ပါတယ် NGV နဲ့ပတ်သက်လို့နော်ကျွန်တော်ဟိုမှာရီမွန်သွားပြီဓာတ်ပုံရိုက်ခန်းနေတာတွေဟလာဟောဟားကြရင်ကျွန်တော်ကခါလီ share လိုက်မိတယ်ပေါ့ဗျာအဲ့ဒါသူတို့ဝိုင်းဆဲပေါ့ဗျာဟောရေရိုးမမာတွေပြောပေါ့အဲ့ဒေါက်တာလုံးဆွေရတော့မှချက်ဝင်ရည်သေးတယ်အော်ဒီချိန်တော့သူတို့ပဲအနာသိင်္ဂါစားတော့ဆရာကြီးနဲ့ထောက်ခံပြီးခုကြတော့လေဗျာမမဲရဲရဲနေရေရိုးမမာတွေပြောလိုက်ကြတာတဲ့ရလိုက်ပါလိမ့်မယ်ဒီမိုကရေစီတဲ့ဒေါက်တာလုံးဆွေရတော့ညာတွေကမနေနဲ့လို့ဝင်မှတ်ချက်ပေးသေးတယ်အဲ့လိုဗျာအများပြောချင်တာပါလေဆိုတဲ့အခါကျဒါ CDM မျိုးနေညာတဲ့ရိုးရိုးသားသားတော်လန်းနေတဲ့ PDF တွေ LPDF တွေမျက်နှာလဲထောက်ထားတယ်ဒါကြောင့်မလို့ကျွန်တော်က NUG နဲ့ပတ်သက်လို့ပြောရတဲ့အခါမှာတိတ်ကြောဟောပေါ့ဗျာအားမရှိဘူးပြောအားနာနေရတယ်ပေါ့ဗျာသို့တော်လည်းပဲကျွန်တော်တယောက်ချင်းမှတ်ချက်နဲ့ပြောမင်းတယောက်ချင်းပြောပါစို့ NUG ဟာဒီတိုင်းဒီလူတွေနဲ့မူမပြင်းလူမပြင်းမနဲ့သွားရင် NUG စစ်မနိုင်ဘူးအဲ့ဒါတော့ဗျာကျွန်တော်ခုနကကျွန်တော်နေဦးဒေါ်လန်ကြီးအားကိုမျောလင်းနေကြတယ်ခုန CDM တွေ PDF တွေ LPA တွေပြည်သူတွေကိုတော့အားနာပါတယ်ခင်ဗျားတို့လည်း NUG ကိုဝိုင်းဖိအားပေးရပါဦးဒီလူဒီမူတွေနဲ့တော့ခင်ဗျားစစ်မနိုင်เนาะကျွန်တော်ကတိတ်ချက်ပြလိုက်နောက်တစ်ချက်ကဒီနေ့ပဲကျွန်တော်နားထောင်လိုက်ရ ED Media နဲ့ရဘော ED နဲ့ထိုင်းကဘုံမိုးကျိုးရဲ့အင်တာဗျူးကိုလွှင့်ပေးတယ်ကျွန်တော်လည်းဘုဒ္ဓကျော်ရှိလဲပို့လိုက်ပါ share ဆက်လုပ်ပေးလိုက်တာအများကြီးပဲကျွန်တော်လုပ်ပေးလိုက်နောက်တစ်ခါ Facebook မှာလည်း share လုပ်ပေးလိုက်ပါအိမ်မတန်ကောင်းနေဗျာ तू ကတော့ခုခင်ဗျားတို့ကျွန်တော်ပြောနေတာ ਨੇ ပုံစံအတူမယ်လို့ तू ကတော့လက်တွေ့မြက်တွေ့ထိုင်းမှာဘာ NUG အစိုးရလဲတဲ့ရဲကြောက်အစိုးရထိုင်းရဲကြောက်အစိုးရသူတို့ကိုယ်တိုင်ထိုင်းရဲကိုကြောက်နေရတဲ့အစိုးရတော်ပါတော့တဲ့ခင်ဗျားတို့တော်ပါတော့အခုဒီမှာထိုက်တွေအကုန်လုံးခံနေရတယ်ခင်ဗျားတို့ဘာမှမတတ်နိုင်ဘူး NUG နော်ခင်ဗျားတို့ဘာမှလည်းမဟုတ်ဘူးတဲ့ခင်ဗျားတို့ဒီဝန်ကြီးဌာန19ဖွဲ့ကြီးနဲ့လောက်ကိုင်းနေစားတောင်းနေဒါတွေကလည်းခင်ဗျားတို့ဒိဗက်ကိုမရှိတော့ဘူးနိုင်ငံတကာမှာလည်းပဲခင်ဗျားတို့ဘာတွေအောင်မြင်လဲတဲ့ပြောသမောင်းဘာအကာအကွယ်ပေးနိုင်လဲခင်ဗျားတို့နော်အဲ့ဒါကြောင့်မို့ကျွန်တော်အကြံပေးခြင်းတော့ခင်ဗျားတို့ဝန်ကြီးအဖွဲ့တော့အပေါ့ခင်ဗျားတို့အစားထိုးပါတော့ကျွန်တော်ဘောလုံးပွဲစကားနဲ့ပြောမယ်ဆိုဂိုးတကယ်ရှူးမဲ့လူအင်းနဲ့အားနဲ့ဟလာအဲ့ဒီလူတွေကိုထည့်ပါတော့တဲ့ဂိုးရှူးနိုင်တဲ့လူဒီလူတွေကတော့မရတော့သူတို့ unlucky တွေဖြစ်တယ်သူတို့တော်ပါတယ်တဲ့သူတို့လူပုဂ္ဂိုလ်တယောက်ချင်းတော်တယ်စူးစမ်းတယ်ထားတယ်ဒါမှ unlucky man တွေ unlucky တွေဖြစ်ကုန်အဲ့ဒီ unlucky တွေနေရာမှာလူစားထိုးကြပါတော့တဲ့ဆိုပြီးအဲ့ဒီဟလာကိုမိုးကျိုးကပြောသွားတာသူရုပ်တံမော်လွှတ်တော့ကျွန်တော်တော်တော်လေးဗျာကျွန်တော်ကအားနာလို့မပြောဘဲနေတဲ့အချိန်မှာသူကဒီလိုပြောတော့ကျွန်တော်တော်တော်လေးအားရှိတယ်ဗျာကျေးဇူးလည်းတင်တယ်အဲ့ဒါလေးတော့ကျွန်တော်ပြောချင်ပါတယ်ဗျာဦးချင်းပြောတာကျွန်တော်အနေနဲ့ကြီးငင်းစရာမရှိဘူးကျွန်တော်တော်ထားတယ်ပေါ့နော်ကျွန်တော်မြင်တော့ NUG ကခုနကျွန်တော်ပြောသလိုပေါ့နော် NUG ကအရှိကနေပိတ်ခံနေတဲ့ပုံစံမျိုးဖြစ်နေတဲ့အတွက်ဒီရရှိဒီတိုင်းသွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တော်လာရေးအတွက်ထိခိုက်သလိုနောက်တစ်ခုကဒီသူ့အရင်ဖွဲ့ခဲ့တဲ့ NCGUB ပေါ့ဦးစိန်ဝင်းတို့ဝင်းကျဦးစိန်ဝင်းဆိုတို့ထို့ရဲ့ပြည်ပရောက်အစိုးရလို့ပဲသူကဇက်သိမ်းသွားမယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဖြစ်စေချင်တာက NUG ကိုကျွန်တော်ဖျက်သိမ်းကိုပြောနေမှာမဟုတ် NUG အနေနဲ့တတ်တိရှိနဲ့ခုနကျွန်တော်ပြောဆိုတော်လိုင်းအဖွဲ့အစည်းတွေကိုခေါ်ပြီးတော့ဆွေးနွေးတဲ့ဆွေးနွေးပွဲလေးတစ်ခုကိုသူတို့ဘာဆွေးနွေးဆိုတာပြောစရာမလိုဒါနဲ့ဆွေးနွေးပွဲလေးကိုသူဝင်ကြီးအဖွဲ့တွေလက်သုံးချောင်းထောင်ပြီးတော့Zoom မှာပြောသလိုအဲ့ဒီဘယ်အဖွဲ့တွေနဲ့အားလုံးနဲ့ငါတို့ရင်းနေငါတို့စပြီးတော့ဆွေးနွေးနေပါပြီငါတို့တွဲလို့ရဖို့လုံးနေပါပြီဆိုတော့မိုတီလေးပေါ့ဗျာတကယ်ဒီပထမဆုံးအစပြိုးဒီညီညွတ်ရေးတိဆောက်တဲ့ပုံစံလေးမျိုးကိုအထီတော့စပြီးလှုပ်ပေးစေခြင်းတယ်ဒါတကယ်တမ်းတော်လှန်ရေးအောင်မြင်စေတနာရှိရဆိုအဲ့လိုလှုပ်ပေးမယ်ဆိုလူတွေကသူတို့ပေါင်းတော့မယ်သူတို့စဆွေးနေနေဆိုသူတို့လည်းဂုံတိတ်ခါရှိမယ်ကြံတဲ့တော်လှန်ရေးအဖွဲ့အစည်းတွေလည်းတစ်ဖက်နဲ့တစ်ဖက်အဲ့ဆွေးနွေးပွဲမှာအပြန်လာဆွေးနွေးရင်းနဲ့အဖြေတွေထွက်လာလိမ့်မယ်သူတို့ဘလို့မြင်နေအပြန်လာတိုင်ပင်မှုဆိုတာရှိလာအခုကအဲ့လိုတိုင်ပင်မှုမရှိရဲနဲ့သူတို့ကငါမြင်ငါဆိုင်ငါစကိုင်းရောဘယ်ကောင်းမှငါတို့မဆက်တော့ဘူးဘယ်ကောင်းမှငါကူးဆက်ဆရာမလို့ဆိုတဲ့ပုံစံမျိုးနဲ့ထိုးစစ်ကြီးပဲဆင်တော့မယ်ရံအောင်ပဲသိမ်းတော့မယ်
AR ပဲဆင်းတော့ဘကိုးပဲသိမ်းတော့ဆိုတဲ့ပုံစံမျိုးနဲ့တွားနေလို့ကတော့ကျွန်တော်တို့အားလုံးမျှော်လင့်တဲ့ဟိုဒီပန်းနိုင်ရောက်မှာမဟုတ်ဟိုမင်းအွန်လိုင်းကလည်းရက်ခတ်ပြီးတော့ပဲသူတို့လှောင်နေမှာပြီးတော့ဒီအိန္ဒိချင်းအာဆီယံတို့အိန္ဒိယတို့တရုတ်တို့နဲ့ပေါင်းပြီးတော့ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်သွားမှာ NUG စောက်ချက်တွေပြောတာပေါ့ဟိုက ABSD ရဲ့ဥက္ကဋ္ဌဟောနေဒီဘက်ကရှင်းနေဦးကြီးမြင့်တယ်နော်အဲ့ကြတော့ဒါကျွန်တော်ပြောရဲဆိုထားပါကျွန်တော်ဆိုရင်ပြောရဲဆိုခင်ဗျာလာအောင်မတစ်ဖက်ပိတ်ဒီဘာညာကွီးကွာစစ်ခွေးဘုံမကြီးလာအောင်မအခုကပြောနေတာခင်ဗျားတို့ဆရာကြီးတွေခင်ဗျားတို့ဘက်ကရှင်းနေဦးကြီးမြင့်ဆိုတဲ့လူရဲ့ ABSD ဘက်ကဥက္ကဋ္ဌအောင်ထွန်းအောင်ကျော်ရဲ့တဲ့နော်အဲ့ကြတော့ NUG ကတော့မြောင်းထဲမှာပဲဖြစ်နေတိတ်ခါစောက်တစ်စမ်းမှမရှိတော့နော်အကွာကိုနားထောင်နော်ဒါနေကျွန်တော်လာပြီးတော့ဟိုရင်ပြောနေတယ်မင်းတို့စောက်အုံနောက်လေးရှိစောက်အုံနောက်လေးရှိအမှပြောသွားတဲ့အရာနော်စောက်သုံးမကြတာအဲ့ကြောင့်လို့ကျွန်တော်ပြောကိုခေါင်းဆောင်လည်းကြည်ကြကိုခေါင်းဆောင်လည်းကြည်ကြဆိုကျွန်တော်ပြောနေအဲ့ဒါကိုခေါင်းဆောင်စောက်သုံးမကြတဲ့ခေါင်းဆောင်စောက်အုံနောက်ရှိတဲ့ခေါင်းဆောင်မျိုးခင်ဗျာဥဆောင်နေတယ်ဆိုရင်သွားပြီနော်အဲ့ကြောင့်လို့ကျွန်တော်တောက်ချောက်ပြောနေတာခင်ဗျားတို့အုံနောက်လေးတွေကြီးအုံနောက်လေးတွေသုံးအုံနောက်လေးတွေသုံးဆိုတာဒါကိုပြောနေရခင်ဗျားတို့နော်ကျတော့တွေးတတ်မယ်မြင်တတ်မယ်ဆိုရင်တော့အမှန်ကြီးကနီးကပ်လာပြီနီးကပ်လာပြီမမြင်အောင်များရေးရေးလေးတော့ပုံပေါ်ကြတော့နော်စင်တကောင်လုံးကြီးတွေးနေတော့မှစင်ချီရပဲမှာတော့စင်ချီရပဲမှာတော့မလောက်ကြနဲ့တော့ဗျာခင်ဗျားတို့နော်မြန်မာနိုင်ငံကောင်းသွားဖို့အတွက်တော့တခုခုတော့လောက်ကြတော့နော်မြင်ကြတော့စင်ကန်းတော်တို့တာလည်းရက်တင်နေပြီစင်ကန်းတော်တို့တာလည်းရက်တင်နေမရက်ဘူးဆိုကြောက်ပဲရှိတော့မရက်ဘူးဆိုကြောက်ပဲရှိတော့တယ်ကြောက်ပဲရှိတော့တယ်နော်